ဘာလို့ဒီစကားပြောလဲဆိုရင်ကျမတွေကိုယ်တိုင်တကယ်လက်တွေ့အတောက်ချနေလို့အတောက်ပြုတ်နေလို့ပေါ့နော်ဘာလဲဆိုတော့လွန်ခဲ့တဲ့လတွေတုန်းက CBM ကဒီ brand ထားတာလည်းမကြသေးတော့အဲ့မှာကြွားတဲ့ error တွေကအစုံပဲဒီ project အပိုင်းလား pricing အပိုင်းလား management အပိုင်းလားအစုံပဲတော်တော်လေးစုံတယ်အဲ့ဒီအချိန်မှာကျမတော်တော်လေးကြောင်ပြောင်းနေခဲ့တာပေါ့နော်တော်တော်လေးအာကိုရမတ်တွေဖြစ်ပြီးတော့ကိုယ့်ရဲ့ဆရာတွေစီလည်းအကြံဉာဏ်ယူဖြစ်တယ်ပေါ့နော်ဒါလွန်ခဲ့တဲ့လတွေတော့ပေါ့နောက်ပိုင်းကျတော့ကျမအဖြစ်တစ်ခုတွေးလိုက်ရတယ်အဖြစ်တစ်ခုဆိုတာအထက်ယုတ်ကြည်အာကိုမိလိုက်တာပေါ့နော်ဘာလဲဆိုတော့အဲ့ဒါ Gemini ပဲ Google AI Studio Gemini ပဲအဲ့ဒီအချိန်ကျတော့တော်တော်လေးကိုအထောက်အကူဖြစ်စေတယ်တကူသိချင်တယ်ဆိုရင်သူ့သွားမိလိုက်တယ်တကူတိုင်ပင်ချင်တယ်ဆိုရင်သူ့သွားမိလိုက်တကူဆိုရင်သူ့အကြံဉာဏ်သာတောင်းလိုက်တယ်သူပေးတဲ့အတိုင်းကအလုပ်ဖြစ်တာပဲကျမအတွက်ဒါပေမဲ့100%တော့ယူလို့မရဘူးဒါပေမဲ့80%လောက်တော့အထောက်အကူဖြစ်စေတယ်အဲ့ဒီခါကျတော့ဘယ်လိုဖြစ်သွားလဲဆိုရင်အလုပ်တွေဆိုရင်လည်းပိုလွယ်ကူရတယ် client ရဲ့ project တွေဆိုရင်လည်းstrategy ဆွဲတဲ့အပိုင်း roadmap တွေချပေးတဲ့အပိုင်း content planner လုပ်တဲ့ content mapping ထုတ်တဲ့အပိုင်းစသဖြင့်တော်တော်လေးကိုတော်တော်များများကိုတော်တော်လေးအထောက်အကူဖြစ်သွားတာအားအကြောင်းပေါ့နော်ကျွန်မကဘာလို့ဒီလိုမျိုးအကြံညွှန်းလဲဆိုရင်ကိုယ်တိုင်လည်းတကယ်အတောက်ချနေလို့ပါတကယ်လည်းအထောက်အကူဖြစ်သွားလို့အဲ့အားကြောင့်ပေါ့နော်ဒါကဒီအထူးသဖြင့် business run နေတဲ့သူတွေပေါ့နော် business owner တွေ business run နေတဲ့သူတွေတောက်ချလို့ရတာပဲလူတွေအများကြီးငားပြီးတော့ပတ်စံပေးစရာမလိုတော့ဘူးကွာကိုယ်တိုင်ကနည်းနည်းလေးအားစိုက်ထုတ်လိုက်မယ်ဆိုရင်အကုန်လုံးလူတွေရဲ့တာဝန်တော်တော်လေးပေါ့ရော့အားမယ်ကွာအရင်တော့တစ်လကို90လောက်ကောက်လို့ဆိုရင်အခုတစ်လ30 20တို့လောက်ပဲကောက်တော့မှာကွာဘာလို့လဲဆိုတော့တချို့လူတွေ effort မလိုတော့အရန်ကိုလွယ်ကူအားစေတာပေါ့နော်ဒါကဒီကျမကိုယ်တိုင်လည်းတကယ်လက်တွေ့အသုံးချလို့ပြောနိုင်တာပေါ့နော်တခါတလေတွေ့ရတယ် TikTok မှာလေတချို့တွေကလက်မခံနိုင်သေးဘူးဒီ AI ကို AI နဲ့မရှင်တွဲနိုင်ဘူးကွာသူတို့သဘောမကျဘူးပေါ့ပြောရမယ်ဆိုရင်သူတို့လက်မခံနိုင်အဲ့ခါကျသူတို့က play တယ်ပေါ့နော် AI က AI ပဲငါတို့ဘာလဲဖြည့်ဆည်းမယ်လူလည်းမဟုတ်ဘူးသူပြောနေတဲ့ဟာတွေအကုန်လုံးရှုံလို့မရဘူးအဲ့လိုပြက်စီအောင်လုပ်နေတာဘာညာတချို့တွေကကြတော့အဲ့လိုမျိုးလက်မခံနိုင်တဲ့သူတွေကကြအဲ့လိုမျိုးပြောကြတာပေါ့နော်နားလေတယ်ကွာကိုလည်းအစောပိုင်းတုန်းကလက်မခံနိုင်ဘူးကျမက content executive တယောက်နဲ့အရင်စားခဲ့တာကွာအဲ့ဒီအပိုင်းအရင်လုပ်ခဲ့တာဆိုတော့ content ကိုတော်တော်လေးတန်ဖိုးထားတယ် content အပိုင်းကိုတော်တော်လေးလဲဘယ်လိုပြောမလဲ serious ဖြစ်လုပ်တယ်ပေါ့နော်သူများတွေ content ကစုပ်ပြတ်တက်နေတယ်ဆိုရင်လောကတဲ့ပြောတာပေါ့နော်ဘာလို့လဲဆိုတော့ကိုက content နဲ့အရင်လုပ်ခဲ့တာဆိုတော့ content တွေဆိုရင်တော်တော်လေးကိုအားစိုက်ပြီးတော့စူးစမ်းရတယ်ပေါ့နော်အဲ့ဒီအပိုင်းတော်တော်လေး serious ဖြစ်တယ်အဲ့အချိန်မှာ AI ပေါ်လာတဲ့အချိန်မှာကျွန်မအတွက်တော်တော်လေးစိတ်နှောက်ယှက်ဖြစ်သွားတာပေါ့နော် AI ကဘာမို့လို့လဲ content တွေရေးနိုင်တာသူရေးတဲ့အစောပိုင်းတော့ AI ကလည်းအဲ့လောက်ထိ perfect ဖြစ်မနေဘူးသူစီကထွက်လာတဲ့ content တွေက perfect ဖြစ်မနေမပြည့်စုံနေဘူးကွာလူသားမဆန်ဘူးအဲ့ခါကျတော့ကျွန်မတော်တော်လေးအမြင်ကတ်တယ်ပေါ့နော်သူ့ရဲ့ဟာကလူသားလည်းမဆန်ဘူးပေါ့နော်သူရေးနေတဲ့ဟာအခန်းစားချက်မှတ်နေတဲ့ပုံစံကွာကျွန်မရဲ့ content writer ရေးတယ်ဆိုပြီးလောက share blade တာ share တဲ့ပြောတာပေါ့နော်ဘာလို့လဲဆိုတော့ကိုက content ပိုင်းနဲ့ပတ်သက်ပြီးလောက်တာဖြစ်တဲ့အတွက်ပေါ့နော်တော်တော်လေးလည်းတဝူထားတာဖြစ်တဲ့အတွက်ပေါ့နောက်ပိုင်းကျတော့သူကပိုပြီးတော့ကောင်းလာတော့ကွာကိုလက်မခံလို့မရတော့အဲ့လိုမျိုးပေါ့နော်နောက်ပိုင်းကျတော့လက်ခံလာရတယ်ကိုယ်တိုင်ကလည်းအသုံးပြုလာတယ်နောက်ပြီးတော့သူနဲ့မိငန်းရတယ်ပေါ့နော်နောက်ပိုင်းကျတော့ AI ပြောချင်တာကိုလည်းအဲ့လိုမျိုးပဲလက်မခံနိုင်ခဲ့ဘူးဒါပေမဲ့ကိုကဘယ်လိုပြောမလဲတစ်ဖက်ပိတ်မဟုတ်နေဘူးပေါ့နော်ဖြစ်နိုင်တယ်ဖြစ်တဲ့ဟာတကယ်လည်းဖြစ်နိုင်တယ်ဆိုရင်လက်ခံအမှာပဲအဲ့လိုမျိုးပေါ့နော်ဆိုတော့လက်မခံလို့မရတော့ဘူးပေါ့နော်အခုကဒီ AI နဲ့ပတ်သက်ပြီးတော့ဆိုလက်မခံနိုင်ဘူးငါတော့ငါပညာကိုပဲငါတန်ဖိုးထားတယ်ဆိုတဲ့လူတွေကတော့လောက်လို့ရတယ်နေလို့ရတယ်ပေါ့နော်ဒါပေမဲ့ကိုကြံခဲ့မှာပေါ့ကိုဘယ်လိုပြောမလဲကိုရဲ့ creation အပိုင်းစသဖြင့်ဒီ AI နဲ့တောင်းမိငန်းတဲ့သူထက်ဆိုင်တော့ကိုကတော့နည်းနည်းလေးတော့အားနည်းချက်တွေရှိပါမှာပေါ့နော်
အရင်တော့မပြောချင်ပါဘူးအဲ့လောက်လေးပါပဲနည်းနည်းလေးတိတ်လေးပွင့်သွားအောင်ပေါ့ကွာရွေးချက်ကအဲ့ဒါလေးပါပဲ